လေတစင်းရုတ်တရက်မီးလောင်သွားပြီးမိသားစုဝင်များသည်ကြောက်လန့်စွာရေထဲသို့ခုန်ဆင်းခဲ့ကြသည့်ကလေးများကိုအနီးအနားရှိငါးဖမ်းသမားများကကယ်တင်နိုင်ခဲ့တော်လဲမိခင်ကိုတော့အာကြီးသောရေစီးကြောင်းကဆွဲခေါ်သွားခဲ့သည်သူမသည်ပင်လယ်အလယ်၌တယောက်တည်းနာရီများစွာမျောလျှောနေခဲ့ရသည့်လိုင်းများကသူမကိုရေအောက်သို့ဆွဲချမိအချိန်မှာပဲပင်လယ်လိပ်ကြီးတစ်ကောင်သူမဘေးတွင်ပေါ်လာခဲ့သည့်လိပ်ကသူမကိုကိုယ်ခန္ဓာပေါ်ကိုကင်ထားခွင့်ပေးပြီးချက်ချင်းရေကူးသွားခဲ့ပြီးနှစ်ရက်တာလုံးလိုင်းထန်သောရေကြားထဲတွင်လိပ်ကသူမကိုထမ်းဆောင်ကတဲဆောင်ခဲ့သည့်နောက်ဆုံးတွင်ကယ်ဆယ်ရေးလေတစင်းထံရောက်ရှိလာနိုင်ခဲ့ပြီးသူမကိုလုံခြုံစွာကယ်တင်နိုင်ခဲ့သည်မိန်းကလေးတစ်ယောက်သည်ကြောက်တုံးများပေါ်မှရှော့ကြကအောက်ရှိပင်လယ်ထဲသို့ကျသွားခဲ့သည်သူမသည်ရေမကူးတတ်သဖြင့်အားပြင်းသောရေလှိုင်းကြောင့်ရေအောက်သို့ဆွဲချခံခဲ့ရသည်နောက်တစ်ကြိမ်ရေပေါ်ပြန်ပေါ်လာသောအခါအသက်ရှူဖို့အပြင်းထန်ကြိုးပမ်းနေခဲ့ရသည်ထိုအချိန်တွင်ပင်လယ်ဖြန်တကောင်ကသူမအနေနဲ့ကြုံနေသည်ကိုသတိထားမိပြီးရေမြုပ်နေပြီဆိုတာနားလည်ခဲ့သည်ထို့ကြောင့်ဖြန်ကသူမဘက်သို့ရေကူးလာကကိုပေါ်ကိုတက်စီးခွင့်ပေးခဲ့သည်ပြီးနောက်အနီးအနားရှိတိုင်းစည်းသူများရှိရာသို့